バカじゃないの俺はお前なんか好きじゃないဒီဇဝင်ခံလေးကမိုးပြေတို့ How Haru Ride လို့ခေါ်တဲ့ anime တွေကဇဝင်ခံလေးပဲဖြစ်ပါတယ်အင်္ဂလိပ်လို့ဆိုလို့ရှိရင်တော့ Blue Spring Ride ပေါ့နော်ဒီဇဝင်ခံလေးက TikTok မှာလည်းတော်တော် viral ဖြစ်သွားတယ်ဒီ anime လေးအကြောင်းပြောမယ်ဆိုလို့ရှိရင်တော့ဒီ anime လေးက romance ဆန်နဲ့ဇလန်တွဲလေးဖြစ်ပြီးတော့မှလူငယ်ဆန်ဆန်လေးရိုက်ပြထားတာပါမိုးပြေတို့ဒီစေကျော်တက်အရွယ်မှာရင်ခုန်စိတ်လှုပ်ရှားရတဲ့ first love အချစ်ဦးနဲ့ပတ်သက်တာတွေပြီးတော့မိုးပြေတို့နားလည်မှုလွဲတာလေးတွေကိုကြောင်းတွင်းအချစ်ဇလန်လေးပုံစံရိုက်ပြထားတာဖြစ်ပါတယ်အဲ့တော့အဓိကဆက်ဆောင်ဖြစ်တဲ့ကောင်မလေးနာမည်က Yoshioka Futaba ကောင်လေးနာမည်က Tanaka Ko ကောင်မလေး Futaba အတွက်ကောင်လေး Tanaka Ko ကအချစ်ဦးဖြစ်ခဲ့ရပါတော့နော်တရက်မှာကောင်လေးကကောင်မလေးကိုဒီစံကောက်ခုပန်းချန်ရှီယာနိုင်စင်မှာည2နာရီမှာတွေ့ဖို့စောင့်ခိုင်းခဲ့တယ်ဒါပေမဲ့ကောင်လေးကရောက်မလာခဲ့ရောက်မလာတဲ့အကေမှာနောက်ရက်မှာသူကကြောင်းပြောင်းသွားပြီလို့ပါကောင်မလေးကနတ်စွန်နှစ်ဖျားကြားခဲ့ရတယ်ကဲတီတော့သူတို့နှစ်တွေအများကြီးကြာပြီးမှပြန်တွေ့တဲ့အချိန်မှာဘယ်လိုမျိုးပြောင်းလဲသွားမလဲသူတို့ရဲ့အတိတ်ကခန်းစားချက်တွေကရောဘယ်လိုဖြစ်သွားမလဲဒီဇလန်တွဲလေးကိုကြည့်ချင်နေဆိုရင်တော့အောက်ကလင့်လေးမှာကြည့်လို့ရတယ်နော်အော်ဒါနဲ့ဒီ anime လေးက live version လေးထွက်ထားတယ်ပြီးတော့ season 1အထိပဲပြီးပြရနော်